ဖေဖေမေမေလောကလည်းငွေမရှိပြီမေဖေမေရှိလို့တာကြီးနေတယ်မြင်းမို့တောင်ကြီးလဲမကသမုတ်တရားကြီးမကကြီးမားလာတဲ့အမေဒါတို့အရွယ်ရောက်အောင်ဘူးငန်းဆက်ခါရှောင်ရှားခဲ့တော့အမေအဖေဆိုလဲချွေတွေရွှဲကြတွင်မြင်ကြပါသေးလို့တွေးခဲ့တာတွေလောကလည်းမသူနိုင်လေမြတ်တာရှိအဖေအမေမေမေလောကလည်းငွေမရှိပြီမေအဖေမေရှိလို့တာကြီးနေတယ်မြင်းမို့တောင်ကြီးလဲမကသမုတ်တရားကြီးမကကြီးမားလာတဲ့မေဒါတို့အရွယ်ရောက်အောင်ဦးငန်းဆက်ခါရှောင်ရှားခဲ့တော့မေဖေဆိုလဲချွေတွေရွှဲကြရပါသေးလို့တွေးခဲ့တာတွေလောကလေးမှာသူနိုင်လေမေတ္တာရှိအဖေအမေခုတော့တရားထုံးဒုက္ခမကောင်းတော့ဘူးငါသားကြီးရှိတယ်လေငါသမီးလေးရှိတယ်လေဖိနေမိမဟာရီကူကမျောလင့်ရဲ့အထွေထွေရှင်ရရီသုံးမြန်တော့ရှိတာရောင်းဝချတောင်းရန်ပြီးခဲ့ပြီမြတ်တာကြီးတဲ့အဖိနဲ့အမေသုံးရတာရှိခဲ့ပြီမဲဆိုင်ရင်မရှိတဲ့လောကကြီးခုတော့သားကခွဲခွာသမီးကလည်းခွဲခွာခဲ့ပြီလေမြည်ဝဲခဲ့အဖေနဲ့အမေအိုအမေကိုကြည့်ရဲ့သာသမီးတွေပြုံးပြအမုန်းမရရင်ဒီလိုပါပြီလေလောကလည်းမှသူနိုင်လေမြတ်တာရှိအဖေအမေအဖေနဲ့အမေသားတို့တမီတို့ဘဝလောကကြီးမှာလက်ရှင်ဝင်ရောက်ဦးငန်းစကားရှောင်ရှားပေးခဲ့တာအမေပါအဖေဆိုလဲလေရွှေတွေရွှဲကြထိရှာလို့ရင်းမြည်ကြပါသည်သားတို့တမီတို့ဘဝအစဉ်ပြေရောက်ရုံးငံပေးခဲ့တာအဖေပါခုတော့တရားထောင်းလို့ဒုက္ခမကောင်းတော့ငါသားကြီးရှိတယ်ငါသမီးလေးရှိရတယ်ပေါ့မျောလင်းချက်တွေထင်ထင်နဲ့ကျင်ရည်စုံမြန်တော့လေရှိရည်ရောင်းချပြီးတောင်းရန်ပေးခဲ့တာအဖေနဲ့အမေပါဆုံးရတာရှိပြီးစံရည်မရှိတဲ့လောကကြီးမှာမိဘမြတ်တာကိုဘလောက်နားလည်သိတဲ့ဒီမဲ့အခိုက်အခွင့်မတင်တဲ့အခါသားကခွဲခွာသမီးကလည်းခွဲခွာခဲ့ရပြီပေါ့ဘလောက်မိဘမြတ်တာကြီးမားသလဲဆိုရင်အိုးအမေအိုးကြီးရဲ့သားသမီးတွေစီကအလုံးရပြီးအမုန်းမရရင်အရုဘဝကပြီးလိုပါပြီဒါကြောင့်လောကလည်းမှာသူ့နိုင်မြတ်တာရှိတာအဖေနဲ့အမေကျွန်တော်ကိုလည်းရေးသက်ထားတဲ့ဒီအချင်းလေးနဲ့ကျေးဇူးဆက်လိုက်ကြပါဗျာဖေဖေမေမေလောကလည်းငွေမရှိပြီမေအဖေမေရှိလို့လာကြည့်နေတယ်မြင်းမို့တောင်ကြီးလဲမကသမုတ်တရားကြီးမကကြီးမားလာတဲ့အမေဒါတို့အရွယ်ရောက်အောင်ဘူးငန်းဆက်ခါရှောင်ရှားခဲ့တော့မေအဖေဆိုလဲချွေတွေရွှဲကြတွင်မြင်ကြပါသေးလို့တွေးခဲ့တာတွေလောကလေးမှာသူနိုင်လေမြတ်တာရှိအဖေအမေခုတော့တရားထောင်းဒုက္ခ
ရာတွေဆုံးမြန်တော့ရှိတာရောင်းချတောင်းရန်ပြီးခဲ့ပြီမြစ်တာကြီးတဲ့အဖေနဲ့အမေဆုံးရတာရှိခဲ့ပြီမဲဆိုင်ရမရှိတဲ့လောကကြီးခုတော့သားကခွဲခွာသမီးကလည်းခွဲခွာခဲ့ပြီညရည်ဝဲခဲ့အဖေနဲ့အမေဦးမေဦးကြီးရဲ့သားသမီးတွေပြုံးပြအမုန်းမရရင်ဒီလိုပါပြီလောကလည်းမှာ